ဇလန်းဆမှာတော့ဟာရူတိုတယောက်ဟုတ်ဂရစ်လေးကိုလုံခြုံစွာဝတ်ထားဖို့နိုင်ငံခြားခရီးထွက်နေပါတယ်။ဒီအချိန်ဂျပန်မှာကြံခဲ့တဲ့တငယ်ချင်းတွေဖြစ်တဲ့ခီဇာကီရင်ကိုနဲ့နီတိုတို့ဟာဖန်တန်ကာပန်ကန်ပုံတူတွေဖန်တီးနေတဲ့လူဝဆက်ဆက်ကန်တစ်ခုတည်းကိုဝင်ရောက်စူးစမ်းကြပါတယ်။ဒါပေမဲ့မထင်မှတ်ပဲအဲ့ဒီမှာဖန်တန်အော်ဂရီရဲ့ရဲစက်တက်ခါကျန်ခံလိုက်ရပါတယ်။အော်ဂရီဟာပုံတူတွေကိုစောစောမြင့်လိုက်ပြီးတော့ကာမရာဒါမဂီတောဖြစ်တဲ့မာယူယူဇူရိုနဲ့ယာမာမိုတိုတို့ကိုလွယ်ကူနိုင်ယူသွားပါတယ်။အဲ့နောက်အော်ဂရီဟာဘရာဇီးနိုင်ငံဖော်တလီဇာကမ်းခြေမှာရှိနေတဲ့ဟာရူတိုစီကိုချေခံလိုက်သွားပါတယ်။ရွေချက်ကတော့ဟာရူတိုကိုဆွဲရမျှော်လင့်ချက်မဲ့သွားစေပြီးသူ့အထက်ကဖန်တန်ဝီဇာဒရန်ကိုဆွဲထုတ်ဖို့ပါ။ဒါပေမဲ့သူ့အကြံမှာအမင်နက်ကအော်ဂရီဟာဟာရူတိုစီကနေဟော့ဘရင်းကိုလူယူပြီးချက်ချင်းပဲထွက်ပြေးသွားပါတယ်။ဟာရူတိုဂျပန်ကိုပြောင်းပြီးတကယ်ချင်းနေတဲ့ကြာဆောင်တဲ့အခါတကယ်အချက်တဲကြီးကစတင်ပါပါတယ်။အော်ဂရီဟာထပ်မံတက်ခတ်လာတဲ့အပြင်ဟော့ဘရင်းကိုတွန်းပြပြီးသူဖန်တီးထားတဲ့ခွေယိုမီပုံတူလေးကိုပါခေါ်လာခဲ့ပါတယ်။အဲ့ဒီခွေယိုမီပုံတူလေးကဝိုက်ဝီဇာဖြစ်ပြောင်းလဲနိုင်စွာရှိနေပါတယ်။အော်ဂရီကဟာရူတိုကိုရက်ဆက်တဲ့ရွေးချယ်မှုတစ်ခုလုပ်ခိုင်းပါတယ်။ချင်းရတဲ့ခွေယိုမီကိုပဲတတ်မလားဒါမှမဟုတ်သူမတောင်းကျခက်စီးနေတာကိုထိုင်ကြည့်ရင်ညှော်လက်ချက်မဲ့သွားမလားဆိုတာပါပဲ။ဒါကိုတားဆီးဖို့နီတိုဟာဟာရူတိုကိုရိုက်ချပြီးနောက်ဆက်တွဲအနေရတွေကိုသိနေပေမဲ့လည်းပြန်လည်ပြင်ဆင်ထားတဲ့ Beast Driver ကိုဝတ်ဆင်ကချီမရာနဲ့သွေးသစ္စာပြန်လည်ဖွင့်လာလိုက်ပါတယ်။ Camera Beast ဖြစ်ပြန်လည်တောင်းလိုက်ခဲ့ပေမဲ့လည်းရန်သူတွေကိုအနိုင်ယူနိုင်ခဲ့ပါဘူး။ Anti-Shot အိုမာကိုကဆိုင်ရဲ့စီပြောင်းတက်ကဟာရူတိုတယောက်ခွေယိုမီပေါ်ထားတဲ့တရားစင်ကြောင့်ဟော့ဘရင်းကိုမဖျက်ဆီးပစ်ခဲ့မိတာကိုအလွန်တရာနော်ရနေပါတယ်။အဲ့ချိန်မှာရှမ်ပီယံကသူကိုယ်တိုင်ကြိုးစားပန်းစားဖန်တီးထားတဲ့မက်ချ်ရင်းအသစ်တစ်ခုကိုဟာရူတိုကိုပေးရလိုက်ပါတယ်။တိုက်ပွဲစီပြန်သွားတဲ့အခါကာမရာဘစ်ကအိုရီနဲ့ရင်ဆိုင်ပြီးကာမရာဝီဇက်ကတော့ဝိုက်ဝီဇက်နဲ့ရင်ဆိုင်ပါတယ်။စံပါရဲ့လက်စွပ်လေးကရှင်းရှင်းလုံးမလုံးခဲ့ပေမဲ့လည်းဝီဇက်ဟာခွေယိုမီကိုကျင်းတော်စွာဖမ်းပြနိုင်ခဲ့ပြီးဟော့ဘရင်းကိုပုံမှန်တိုင်းပဲဖြစ်သွားစေခဲ့ပါတယ်။ဘောတော်ထွက်သွားတဲ့အိုဂရီဟာဝီဇက်ဒရဘကိုဖမ်းဖို့အတွက်ဟာရူတိုရဲ့အနာဝရကိုအတင်းဝင်ရောက်သွားပါတယ်။အဲ့ချိန်မှာပဲဟော့ဘရင်းနဲ့ရှူပါရီရဲ့လက်စွပ်တို့ကအံ့ဝင်တုံ့ပြန်မှုဖြစ်ပေါ်လာပြီးကာမရာဝီဇက်ဟာကိုယ့်ရဲ့အနာဝရကိုပြန်ဝင်ခွင့်ရသွားခဲ့ပါတယ်။ဒီဘက်မှာကာမရာဗစ်ကကာမန်ငယ်ပုံလူ၃ကောင်ရင်ဆိုင်နိုင်လိုက်ချိန်မှာဟာရူတိုကတော့ခွေယိုမီနဲ့ပတ်သက်တဲ့အမှတ်တရတွေဖူဂီကခွေယိုမီကိုစတဲ့အနိုင်ခဲ့တဲ့အချိန်ကစလို့ဂျားထဲမှာအိုရီနဲ့အကျိတ်နဲ့တက်ခိုက်ပြီးနောက်ဆုံးမှာတော့နိုင်ရသွားပါတယ်။သူ့ရဲ့အနာဝါထဲမှာခွေယိုမီရဲ့ပုံရိပ်ရောင်တွေနဲ့ပြန်လည်တွဲဆောင်ခဲ့ပြီးဟော့ဘရင်ကိုယုံကြည်သောအနိုင်ကလော်ရိကဘာကိုပြန်လာခဲ့ပါတယ်။အားလုံးအမွဲခံနေကြချိန်မှာပဲမထင်မှတ်ထားတဲ့အဲကွဲစားမီတစ်ခုပွင့်လာပြီးအထက်ကအဆူဘိုကာဇူရာခါရီချင်းထုတ်လာကနီတိုကိုရုပ်ပြဆုပ်ယူသွားပါတယ်။ပြီးတော့အနီရောင်အမာရီဒါဂိမ်းနဲ့ဆင်တူတဲ့လူစန်းတယောက်ကဘေးကအကွဲစားလေးကိုပြန်ဝင်သွားပါတယ်။တစ်ဖက်မှာတော့ဇာဝါမီမျိုးလေးမှာအမရဒါတွေဖြစ်ကြတဲ့ဂါမင်အာယူကန်ဘာရိုခူရိုခါကီနဲ့ဂါရီဒိုတို့ကဒီဂျေဆာကာရာစီကနေလော့စီတွေရဖို့ပြည့်လာတဲ့ကြွယ်တစ်ခုကိုဆင်နွှဲနေကြပါတယ်။အဲ့ဒီအချိန်မှာပဲအကွဲဆောင်ကြီးပွင့်လာပြီးအဆူဘိုကာဇူရာခါချင်းထွက်လာကမိုင်ကိုတက်ခိုက်ပါရတယ်။ဂါရင်အာယူကန်နဲ့ဘာရိုတို့ကမိုင်ကိုကာဝဲနဲ့ဆုတ်ခွာသွားတဲ့ထိုးတော်ဝါနာကိုအကွဲဆောင်နဲ့လိုက်သွားကြပါတယ်။သူတို့ရောက်သွားတဲ့နေရာကတော့လူတွေကဂါရင်ကိုမြင်တာနဲ့တောင်းတကြထပ်ပေးနေကြတဲ့လောကကိုစိမ့်သက်နေတဲ့ကြားကဘာတစ်ခုပါ။အပြေရှားဖို့ကြိုးစားရင်းနဲ့သူတို့ဟာကာမရာဒါအိုနဲ့စင်တူတဲ့ရိုက်တာနဲ့တိုက်ပွဲဝင်ခဲ့ပါတယ်။ထကာထိုရာကလည်းအချိန်တွေကိုရိပ်မိပြီးတော့ကျွန်တော်ရိုက်တာနဲ့ကိုလိုက်လာခဲ့ပါတယ်။ခိုင်တိုကတော့မီလာနဲ့ရဲလိုက်ကြီးလိုက်ဝင်သွားပြီးတော့တေကန်နီးဖြစ်နေတဲ့နိုဘာနာဂါနဲ့တွေ့ဆုံခဲ့ပါတယ်။နိုဘာနာဂါကမသိခင်မှာခိုင်တိုခိုးမက်တာတကူပေးရခဲ့ပါတယ်။ခိုင်တိုကလည်းရမာတို့ကိုမီးရိုင်ကနေနိုင်ခဲ့ပါတယ်။အပြင်မှာတော့အနီယာကာမရာဒါဂိုင်းပေါ်လာပြီးကာမရာဒါအိုကိုအနာယူကအဆူဖိုကာဇူရာခိုင်ချင်းကိုရှင်းလက်စားသုံးစေလိုက်ပါတယ်။ခိုဒါနဲ့မီဆူဇာနီတို့ထပ်ပြေးပေမဲ့တခြားကပါကလီယာဆူထိုကိုကဝိုင်းဖန်စီချက်ကိုခံလိုက်ရပါတယ်။လီယာဆူကဒီကမှာဟာဟိုင်ဆန်ရိုက်တာတွေဟာဘူဂျက်စစ်တီရိုက်တာတွေဖြစ်စစ်ဘီယန်နေစီမှာမှုတမ်းပြီးတိုင်းပြည်ကိုစီးလုံးဖို့တက်ခိုင်နေကြတဲ့ခစ်ဖြစ်တယ်လို့ရှင်းပြပါတယ်။ဒါပေမဲ့သူ့ရဲ့ဘူဂျင်းဝစ်ဆက်အပါဝင်ရိုက်တာတော်တော်များများဟာဘသူအောက်မှာမနေတဲ့အနီရောင်ကာမရာဒါဘူဂျင်းကာရဲ့အနိုင်ယူခြင်းကိုခံခဲ့ရပြီးကြောင်းပြပြပါတယ်။မိုင်းတယောက်တငယ်ချင်းတွေကိုလိုက်ရှာဖို့အကွမ်းချောင်းနဲ့ဝင်လာချိန်မှာတော့ခိုင်တိုကရမာရိုကိုဓမြရဲ့လက်ကနေကက်တင်မိလိုက်တာကြောင့်ရမာရိုရဲ့ကျေးဇူးတင်မှုနဲ့တစ္ဆာခံမှုရရှိသွားပါတယ်။အချိန်ထဲမှာပဲဘူဂျင်းကိုင်ဟာတက်ရှိနေတဲ့ရိုက်တာတွေကဘူဂျင်းဒရဘနဲ့တက်ခိုက်နေပါတယ်။အမရိုက်တာဇန်ကဆူဝင်ရောက်လာပေမဲ့ဘူဂျင်းကိုင်ဟာသူတို့ကဘာကကိုင်မဟုတ်မှတည်သွားတဲ့အခါမီးရွယ်ပဲဘူဂျင်းကိုင်ကိုကုညီလိုဖြစ်သွားပါတယ်။ဒါကြောင့်တပည့်ရှုံးနေသွားပြီးတော့ကျင်းခဲ့တဲ့ဂျိုကာကာယာမက်မိုရီကိုဇန်ကဆူကယူကရှောင်းတော့သွားခဲ့ပါတယ်။ခိုဒိုကဘူဂျင်းကိုင်ကိုမနေနိုင်မချင်းလီယာစနဲ့ဘူဝါမို့သဘောတူလိုက်ပါတယ်။အဲဒီနောက်ခိုဒါနဲ့မီဆူဇာနီတို့ဟာဘူဂျင်းကိုင်နဲ့ဘူဂျင်းဖိုစီရဲ့တိုက်ပွဲတွေဝင်ပါပေမဲ့ဖိုစီကိုမကတင်နိုင်ခဲ့ပါဘူး။ဖိုစီရောအာယူဂျာမှာအဆူဘိုကာဇူရာတက်တဝိုင်ဆုပ်ခြင်းကိုခံလိုက်ရပါတယ်။တိုက်ပွဲပြီးမှာတော့ထကာထိုရာပေါ်လာပြီးဖိုစီရဲ့အက်စထရိုစစ်ကိုယူဆောင်သွားပါတယ်။လီယာဆိုရဲတိုက်ကိုပြန်ချင်မှာတော့ခိုဒါခိုင်တိုတဲ့ရှုံးနေတော့တဲ့စစ်ပင်ရဲ့တက်တွေကိုစူးစီးပြီးတပီလုံးကိုသိမ်းမဖို့ကြိုးစားနေကြောင်းသိလိုက်ရပါတယ်။မိုင်ဟာခိုင်တိုနဲ့တွေ့ဆုံပေမဲ့ခိုင်တိုကသူ့ရီမန်းချက်တွေကိုရှုံးမပေးပဲအိမ်ပြန်ရတာဒီမှာပဲဆက်နေခြင်းနဲ့လို့ပြောပါတယ်။ခွဲထွက်လာပြီးနောက်မိုင်ဟာအဆူဘိုကာဇူရာခါချင်းရဲ့တက်ခိုက်ချက်ကိုထက်ခံရပေမဲ့ဒီတိုကိုလိုက်ခဲ့ဖို့ကြိုးစားနေတဲ့အစစ်မှန်ကာမရာဒါဝီဆက်ရဲ့ကတင်ချက်ကိုခံလိုက်ရပြီးခိုဒါနဲ့ပြန်ဆွတွေ့သွားပါတယ်။ခိုဒါနဲ့ဟာရူတိုတို့ဟာခိုင်တိုတက်တွေရဲ့တက်ခိုက်မှုကိုရင်ဆိုင်ဖို့ပြင်ဆင်နေကြပါတယ်။ဒီအချိန်မှာဘူဂျင်းကိုင်းကတော့အခြားဘူဂျင်းရိုက်တာတွေရဲ့စားအုပ်ကိုသုံးပြီးတန့်စင်တဲ့တစ်ပင်ကြီးကိုထိန်းချုပ်လိုက်ပါတယ်။
အဲ့နောက်လျာဆွဲတဲ့တိုက်ကိုပြန်လာပြီးတော့မိုင်းဟာကာဂျမားရစ်ပြီးတော့ဟိတ်မှာဖြစ်တယ်ဆိုတာဖမ်းဆီးခေါ်ဆောင်တော့ပါတယ်။တပ်ဖွဲ့သုံးကိုကျိတ်နဲ့တက်ခိုင်းနေခြင်းမှာဘာတော့ဟာဝိဇက်ခိုင်စကားတဆူနဲ့ပူပေါင်းပြီးတော့အဆူဘကဇူရာခိုင်ချင်းကိုနိုင်ယူကမီတူဇာနီနဲ့နီတိုတို့ကိုအမဇာကတဲ့နိုင်ခဲ့ပါတယ်။အဲ့နောက်ကင်မရာထိုင်ဟာဘိုးရန်သူဘူချင်းဆိုင်ကိုရင်ဆိုင်ကြပါတယ်။ဒီအဆူကကင်မရာဝိဇက်ကိုဘူချင်းဝိဇက်ရဲ့ Infinity Ring ပေးလိုက်ပြီးတော့ခိုတာကတော့ Flame Ring ကိုရရှိကြပါတယ်။လောက်ဝဆန်ကျတဲ့ကောင်မလေးတယောက်ပေါ်လာပြီးဟိတ်အသည့်တွေဖန်တီးပေးပါတယ်။အဲ့ဒီကိုင်းလို့စင်ကြောက်ဆုံးသွားတဲ့ဘူချင်းရိုင်တာတွေအမွေနဲ့လော့စီတွေကိုဖန်တီးလိုက်ပြီးဝိဇက်အိုဖိုးစီနဲ့တပည့်တို့ရဲ့ဆွမ်းအားတွေကိုရရှိသွားကြပါတယ်။တက်စင်တဲ့တပင်ကြီးရဲ့ဆွမ်းအားတွေရနေတဲ့ဘူချင်းကိုင်းဟာကင်မရာဝိဇက်နဲ့ခိုင်းတို့ကိုဆုပ်လိုက်ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ဟာကြောက်ဆုံးသွားတဲ့အခြားဘူချင်းရိုင်တာတွေစီကနေဆွမ်းအားတွေရရှိပြီးတော့ပလက်လွတ်မြောက်လာကသူတို့ရဲ့စမ်းထလာတဲ့ပေါက်ဆက်ဆွမ်းအားတွေနဲ့ဘူချင်းကိုင်းကိုပြီးတိုင်ချဖို့နိုင်ခဲ့ပါတယ်။တိုင်ဝဲကြီးပြီးဆုံးသွားတဲ့အခါမှာတော့နီတိုဟာသူ့အထက်ကရှီမီယာကိုဟန်ဟိန်းအသီးတွေကျေးလို့ရကြောင်းတွေ့ရှိသွားတဲ့အတွက်ရှီမီယာနဲ့စောစောခံရမယ့်အနေရကနေကင်းဝေးသွားခဲ့ပါတယ်။ကင်မရာတွေအားလုံးချင်းချင်းနှုတ်ဆက်ပြီးတော့ကိုမိုင်ကဘာအသီးကိုပြန်သွားကြပါတယ်။အခြားတဲ့နေရာမှာတော့ထာကာထိုရာဟာသူ့တငယ်ချင်းသိပ္ပံပညာရှင်အာယိုမာဆန်ကိုခုစီကနေမျိုးဆက်တဲ့သွင်ပြောင်းကဘာတစ်ခုကိုလက်ရှာရှိလိုက်ပါတယ်။ခိုတာခိုင်တိုနဲ့မီဆူဇာနီတို့ကလည်းဇာဝါမီမျိုးကိုအာမဇာပြောင်းလာကြပြီးဂျူနီချီနဲ့ဟစ်စတိုရဲ့ဆင်နွှဲနေတဲ့ဘက်တရာရဲ့ပြောင်းပွဲကြီးကိုဆက်လက်ဆင်နွှဲဖို့အသင့်ဖြစ်နေကြပါပါတယ်။